ပုတ်ထောင်းလို့လို့ဖြစ်နေပြီလေဒီဆိုင်ကြရည်မလို့ရရင်နှွေးထဲလိုက်တော့အေးရင်နှွေးထဲလိုက်ရင်နှွေးထဲပြန်ခြေလိုက်ရင်နွေးဆောပေါ်ဆမ်းမွေးဆမ်းမကြည့်တော့မယ်မွေနိုင်တော့ကလေးဆမ်းမွေနိုင်တော့အဲ့နဲ့လည်းမလောက်ဘူးသူဒီကောင်ဒီလောက်စားနေပုံမရတော့အခုတော့ဟိုကတော့မှနည်းနည်းပဲရှိသွားမလေးရင်မမရှိဘူးဒီဘက်ကလည်းဖက်ချောက်ခတ်တာဘယ်ချိန်ခတ်တာလဲမတူခတ်တာဟောအဖိုးတော်ခတ်တာနော်အဘူလောက်ကြမယ်အချောက်လေးကြီးကြီးတယ်မှာအချောက်ကိုကျွန်းရင်းနေလေးနည်းနည်းဟိုရင်နှိုးတည်ထားလိုက်တယ်အဲ့ချလိုက်တော့ရင်နှိုးတည်ထားတော့ဟိုင်းမလေးဒါဖန်မလေးနှုတ်ထည့်ရတော့